န္တလေးကဒီဇိုင်နာတယောက်ကမမဆောင်အောင်စပွန်ဆာပေးတာပေါ့နော်အဲ့ဒါကိုတာကြီးကတော့ပြင်ပေးမလားတော့မသိကိုတာကြီးကတော့ तू ကပထမတော့6ခုမအားဘူးလို့တော့ပြောတယ်ပြောလားဟောအဲ့ဆိုကိုတာကြီးနဲ့ပြင်ဖြစ်မယ်ဟုတ်ကိုတာကြီးပြင်စင်မှုကြိုက်တယ်ကိုတာကြီးကတော့ update ဖြစ်တာ哦 update ဖြစ်တော့ကိုတာကြီးပြင်လို့ရှိရင်တော့တိတ်ပြီးတော့လိုဝါးတွေတော့မရှိဘူးတိတ်ပြီးကိုတာကြီးဆောင်ကယ်မီပေးပွဲစတက်တော့ဟာလေဒီလိုမျိုးအမောက်လေးပေါ့နော်ဒီလိုပန့်ကေလိုမျိုးအမောက်လောက်တာဆောင်းဒီသက်မမေ့တော့ဘူးသိလားအဲ့ဒါလေးဟို update ဖြစ်နေတာပေါ့နော်အဲ့ဒါနောက်10နှစ်မှအဲ့ဒါကိုတာကြီးနဲ့ဆောင်းတဲ့ academy တောင်မှ10နှစ်လောက်ရှိပြီတွေ့ကြရလေအဲ့ဒါဆိုတော့ဒီအခု10နှစ်အခုလောက်လဲအဲ့ဒါ update ဖြစ်မှာပဲသိလားလား update ဖြစ်မှာပဲအဲ့လိုလုပ်ပေါ့အဲ့လိုမျိုးကြာတော့ကိုတာကြီးတော်ပြန်အောင်ပြန်စဉ်းစားကြည့်တော့လေအားပေးတာပါကိုယ့်ရဲ့လူပညာမလို့မားတယ်ကိုပြန်လို့ဒီအဲ့ဒါကြောင့်ဘုံမဖီကိုပြန်လာဝတ်ချုပ်လို့ပြောရှိတယ်ဒါပိတ်သက်ချစ်တဲ့လူတွေပိတ်သက်ကြိုက်တဲ့လူတွေဆိုဒါရတော့ကောင်းပါပြီအဲ့ဒါဆောင်းအောင်အတက်မတိုင်နေတည်းမှပြောမှာလို့ရှိတယ်အခုကတော့ဆောင်းအောင်ကလက်ဖို့စုတွေပါမှန်းမရဘူးတော်တယ်မျိုးတော့ဆိုရှိတရားတော့မှန်းမရဘူးဒါပေမဲ့တော့ပြောလို့ကောင်းတယ်။ဘာတိုင်းကြီးကခုမှတိုင်းကြီးကငတ်ပြီးလို့ကိုယ်တော့ပြောလို့ကောင်းတယ်။အဲ့လိုမတိုင်းရင်တကယ်တော့မှပြောတာ။အဲ့ဒါလည်းစောင်းသိလို့မဟုတ်ဘူး။စောင်းကခင်ဗျားမိတ်တယ်ကြီး။ကိုယ်မိတ်တယ်လည်းကိုကြီး။အဲ့လိုမျိုးဒီကဆက်ဖို့ဒီကဆက်ဆောင်နေတော့ပြပြီးကြတာ။ကဲပြီးကြတာ။မရခဲ့လို့ရှိဘာကြောင့်မရလဲဆိုတော့ပြီးတော့အဲ့ဒါကြောင့်မျိုးကြီးနဲ့ပြောတာ။ဆရာမကြီးလည်းမဟုတ်ဘူး။မလည်းမဟုတ်ဘူး။သိနေတာ။နားကြည့်ကြည့်ကချက်ကန်စဖြစ်တယ်။တော့ကြည့်ပြီးတော့မှန်းလိုက်တော့ဆောင်းပါအခုတော့ပြောရချင်းကောင်းတယ်ဒီတော့မှတ်ပြီးတယ်။ဇက်ပူစုနေလိုက်တာ။ဘာမှမလိုက်ချင်ဘူး။အဲ့ဒါတော့ကောင်းနေတာ။ကိုလည်းချင်ကိုလည်းဘာမှလည်းမဟုတ်ဘူး။အဲ့ဒီလည်းမဟုတ်ဘူး။အဲ့ကကျတော့ကိုအဲ့လိုမျိုးကိုကလည်းအကယ်ဒမီတစ်ပေးခံရတဲ့ကားမျိုးရိုက်ပြီးတော့ကိုမှန်းလို့ရတာ။ကိုလိုမျိုးကြီးတော့မဟုတ်ဘူးကိုလည်းလေဟိုပြောမှသိနေတာလည်းမရှိဘူး။ဘာမှလည်းမသိဘူး။ကို item နဲ့ကိုချိန်ပြီးတော့လေမှန်းကြည့်တာ။မှန်းကြည့်ရ။ပြင်တာတော့ကြိုက်တယ်။ဟုတ်တယ်ကိုတာကြီးပြင်တဲ့အပေါ်မှာလည်းခါတလေကြတော့လေနည်းနည်းများသွားတယ်ဟိုသူတို့က update တွေဆိုတော့လေ modernize တွေတော့တခါကျရင်လည်းဟိုနည်းနည်းပို့သွားတာခေတ်ရှစ်ပြေးသွားတာပါခေတ်ရှစ်ပြေးတာကိုနောက်10နှစ်ကျရင်ပြန်ကြည့်တော့ပဲဒါပေမဲ့လူတွေကြတော့ခေတ်ရှစ်ပြေးလို့အားကြည့်တယ်တခါကျရင်သူတို့ကဟိုဘယ်လိုပြောမလဲသူတို့ခေတ်ကိုမလိုက်နိုင်ဘူးလေမလိုက်နိုင်တဲ့ခါကျတော့ရှိပါတယ်ဒါပေမဲ့အခုကကျတော့ဘောင်နေနဲ့လောက်ရတာအခုက fashion စုတွေပါရှိတော့လေအောက်ကသွားလို့မရအောင်အဲ့လိုမျိုးပေါ့ဟိုဘယ်လိုပြောမလဲကိုထွင်လို့မရဘူးပေါ့နော်သူ့ဘောင်ရှိတယ်အောင်ရှိတော့တွထွင်လို့မရအောင်ဒီလိုပဲကိုတာကြီးထုံးပေးတဲ့အတိုင်းပဲထုံးနိုင်မယ်လေမကောင်းလားအောင်နေတာမရှိဘူးဆက်ဆန်လေးပေါ့အောင်နေတာမရှိပြန်တချို့တစ်နှစ်ကလည်းပေးလိုက်ပြီရှင်စုအားရဆိုပေးခဲ့တာရှိတယ်နော်အဲ့လိုမျိုးတော့ဘောင်းနေမရှိရဲဆိုတာဘောင်းဆောင်နေတယ်ဘောင်းနေမရှိတော့ကိုတာကြီးကတော့သူထုံးနေလို့ထုံးပါလေ modernize ပုံစံမျိုးတွေလုပ်မှာဒီလိုဘောင်းနေပါရှိတော့မကောင်းလေဟိုသူ့ဘာညာဟိုမျောလင့်ပြီးတော့သွားတာတော့မဟုတ်ပေမဲ့ဟိုစက်သိရှိကြည့်သွားတာတော့ကောင်းတာပေါ့နော်မကောင်းလေနော်အဲ့လိုမျိုးတော့ဆောင်းတော့တွေးမိတာပါဟိုဘယ်လိုပြောမလဲအဲ့လိုမျိုးပါပဲဟိုဘယ်လိုပြောမလဲသူတို့ကဒီဟာကြီးကိုတတ်မှတ်ထားတာဆိုတော့လေကိုလည်းသူ့ရဲ့မူသူ့ဘောင်နဲ့ရင်းချင်းနေရတာလေအဲ့လိုမျိုးကလိုက်ရောညီထွေလို့ခေါ်တာပေါ့နော်ဟိုဖက်ရင်စုပေးတဲ့အချိန်မှာကိုကဟိုဘယ်လိုပြောမလဲအမွေပုံစံမျိုးကြီးလောက်တာမကောင်းသိတယ်လားအဲ့လိုမျိုးဒါလေးစားမှာပေါ့နော်လူကြီးတွေကိုလေးစားမှာပေါ့အဲ့အတွက်ကြောင့်မမစားတော့ဟိုရင်ကြည်ကြည်တက်တာတော့ပို့ပြီးတော့ခြိုက်တယ်အဲ့လိုမျိုး professional စုမယူချင်ဘူးကိုလုံးချင်လို့လုံးမဲ့ဆိုလို့ရှိရင်လည်းရပါတယ်ဟိုအရန်ရုပ်ပြက်စင်ပြက်မဖြစ်ရင်အဆင်ပြေတယ်လေဟိုပြောမှဟိုဘောင်းသွားပြီးတော့မူတွေဘောင်းတွေကိုလေအရန် opposite လုပ်ပြီးတော့မကောင်းသူကဒီသူတို့မူချလိုက်တာဟို fashion စုတွေပါမူချလိုက်တော့လေကိုလည်းရင်ကြည်ကြည်နေတာတော့ကောင်းတော့အော်ဟိုဟာပေါ့ academy ပေးပွဲရလဲနီးကက်လာပြီပေါ့နော်ချစ်တဲ့ပေးသက်တွေကလည်းလူတွေရမလဲလို့မှန်းကြည့်ပါလို့မမဆောင်လဲမှန်းတဲ့လူနဲ့ academy မတိုင်ခင်တရက်မှန်းတဲ့လူနဲ့ချစ်တဲ့ပေးသက်တွေနဲ့တစ်ထက်တည်းကြာမကြာစွာအဲ့ဒီရဲကြလို့ရှိရင်ပြောပြမှာပေါ့ကိုတက်တလောက်မှတ်တလောက်ပါကိုလည်းအဲ့လောက်ကြီးလည်းသိတာမဟုတ်ဘူးအဲ့လိုမျိုးပေါ့အဲ့ဒါဆိုတော့ဟိုဟာပေါ့ပေးသက်တွေလည်း academy ပေးပွဲကိုမျှော်လင့်တကြီးနဲ့စောင့်မျှော်ကြည့်ရှုကြပါလို့ဒီအခုဒီနေ့ဆိုလို့ရှိရင်လည်းဟ
Lucky 7ထုတ်တဲ့ကားလေးပေါ့နော်ဒရိုက်တာကလည်းကောင်းတယ်ကိုစောအာယုံသူကလည်းရိုက်တာကောင်းတယ်မင်းသားမင်းသမီးတွေကလည်းကောင်းတယ်အဲ့တော့ဒီဘာလဲရွာဘုတ်လားရွာခေါ်ဆိုတဲ့ကားလေးကိုလာရောက်ကြည့်ရှုအားပေးဖို့မမဆောင်ဖိတ်ခေါ်ပါတယ်လို့ပြောချင်တယ်ကျေးဇူးပါလို့